Chapter 9, Exercise 7. The capacitance of a parallel capacitor, capacitor တစ်လုံးမှာရှိတဲ့ led to 30 C တန်ဖိုးဒီ is increased from 8 microfarad to 50 microfarad. 8 microfarad ကနေ 50 microfarad ကိုတိုးသွားတယ်တဲ့ When a sheet or clad is inserted between its plate, plate ပြန်တစ်ခုကြားထဲကိုဖန်ပြားလေးထည့်လိုက်တဲ့အခါမှာ capacitor ရဲ့ C တန်ဖိုးတွေဒီ8 microfarad ကနေ 50 microfarad ကိုတိုးသွားတယ်တဲ့ Find is the dielectric constant of the clad ဖန်ရဲ့လျှပ်ကန့်ကိန်းတွေတန်ဖိုးကပ္ပါတန်ဖိုးကိုမေးတယ်နော်ကပ္ပါတန်ဖိုးကိုမေးတယ်အဲ့တော့ plate ပြန်တစ်ခုကြားထဲမှာလေဒါမှမဟုတ်ဘေကင်ဖြစ်နေရဆိုရင်အဲ့ဒီ capacitor ရဲ့လျှပ်တူတတိကို C 0လို့သတ်မှတ်တယ် plate ပြန်တစ်ခုကြားထဲကိုဖန်ပြားလေးထည့်လိုက်တဲ့အခါမှာဖြစ်ပေါ်လာတဲ့ C တန်ဖိုးကို capacitance ကို C လို့သတ်မှတ်တယ်အဲ့တော့ C 0တန်ဖိုးဒီ8 microfarad C တန်ဖိုးဒီ50 microfarad ဒီမှာကပ္ပါကိုလိုချင်တယ်ကပ္ပါကိုလိုချင်တယ်ဆိုရင် C by C 0အဲ့တော့ဒီမှာအစာထုတ်ပြီးရှင်းလိုက်ရင်ထားရတယ်ပေါ့နော်ကပ္ပါမှာ unit မရှိဘူးကျေးဇူးများတင်ပါတယ်